ဗျာ 1384 ခုနှစ်ပြတ်တော်လာပြီကျော်13ရက်2023ခုနှစ်ဇန်နဝါရီလ18ရက်စကိုင်းတောင်ရုံမြတ်စကြာကျောင်းတိုက်ရွှေရနာကျောင်းဆောင်တွင်ဆင်ကျပပြုလုပ်အပ်သည်စကိုင်းတောင်ရုံမြတ်စကြာကျောင်းတိုက်နှင့်မြတ်စကြာကျောင်းတိုက်ခွဲများအလုံးတို့၏မဟာနာယကတတော်58နှစ်တိခါတော်38ဝါရဘဝနှစ်ထံလွန်တော်မူသည့်မြတ်စကြာဆရာတော်ဗဒ္ဒန္တဣဒကပိဝန္တအန္တိမအခိသဗနာသာထုကိရဏတပနှင့်ဆက်လျင်၍ရှင်ကျမ်းပြုလို့အသည်အကျိုးဓမ္မသဘင်ခန္ဓာဝေမုံရမြို့နန္ဒုံရက်ွယ်သာသနာရောင်ချီကျောင်းတိုက်နာဂဆရာတော်နှင့်တပိတန်ကများမုံရမြတ်စွာဘုရားသာဝကတပိတယကမများဤအမတဌာနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်တော်သေမင်းမမြင်ရသွားချစို့အကြောင်းတရားဒေသနာတော်အတ္တနာမစ္ဆုရာသတ္တခိစေမြတ်စွာဘုရားဟောတဲ့ဒေသနာတော်ထဲမှာမစ္ဆုရာသတ္တအတ္တနာသေမင်းမမြင်ရတဲ့တရားဆိုတာရှိတယ်ဆိုတာဘုရားဟောထားတာနော်အတ္တနာမစ္ဆုရာသတ္တခိစေသေမင်းရဲ့မမြင်ရအယတ်တို့သွားပါလို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းတိုက်တွန်းထားတယ်။ရှောင်းနိုင်တယ်လို့လည်းလမ်းညွှန်မှုပြုထားတယ်။31ဘုံတန်တရားထဲမှာရှိနေသမျှခန္ဓာကိုယ်ရနေသမျှကာလပတ်လုံးလူတိုင်းသရဝတိုင်းဟာသိခြင်းတရားနဲ့ရင်ဆိုင်ရမှသာဖြစ်တယ်။ဘယ်သူမှသိခြင်းတရားကိုရှောင်ကွင်းသွားလို့မရဘူး။ဒါကြောင့်သေမင်းမမြင်ရအရက်ကိုရောက်မှသာတယ်သိခြင်းတရားကလုံးမှာပဲဖြစ်တယ်30ဘုံနဲ့မှာတော့သေမင်းမမြင်တဲ့အရက်ဆိုမရှိဘူးအလုံးဟာသိခြင်းတရားကျင့်ဆိုင်ရမှာပဲသေမင်းရဲ့နေပယ်ထဲမှာဖြစ်နေသမျှသိခြင်းတရားကမလွတ်နိုင်ဘူးလို့ဆိုတာရှုစားမှတ်သားထားကြဖို့ပေါ့နော်သေမင်းမြင်မြင်ရရက်ကိုသွားလို့ရတယ်ဆိုတာမြတ်စွာဘုရားဟောတဲ့ဒေသနာတော်အရာသိရှိနာလဲကြတယ်အလုံးဒီမျိုးကြီးညိုကိုးွယ်ကြတယ်တပိတန်ဃာတွေအနေနဲ့အာကိုအာထပြုရတယ်မြတ်စကြာဆရာတော်ဟာတတော်50ကျော်ကာလမှာပဲသေမင်းနဲ့ဆုံတွေ့သွားတယ်လို့ဒီလိုပြောအဲ့တော့မြတ်စကြာဆရာတော်ရှခုကဲ့သို့ဘဝနှစ်ထံဆံတော်ရခြေကြောင့်မြတ်စကြာဆရာတော်ရဲ့တပည့်တရားကမှသာဝကတိအနေနဲ့ဆုံးရှုံးနေတာမှုတစ်ခုရှိကြတယ်ဘာဆုံးရှုံးတာတော့ဆိုတာသိရှိနာလဲဖို့လို့တယ်ပေါ့နော်လောကမှာဆုံးရှုံးမှုဆိုတာရှိကြတယ်တဝိတ္တယောက်မရှိတော့ဘူးဆိုလို့ရှိရင်ဆုံးရှုံးမှုတွေရှိတယ်သို့တော့ဆုံးရှုံးမှုကဘာဆုံးရှုံးမှုလဲအဲ့ဒါသိဖို့တော့လို့တယ်ပေါ့ရှင်သာရိပုတ္တရာပြိဋိဘံစံတဲ့အခါမှာရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့ကြားရလိုက်တဲ့အခါမှာတဲ့တကူလုံးဟာကြက်သိသေးသွားတယ်မဒုရကသတော်ဝိယကာယောတကူလုံးကြက်သိသေးသွားသလိုတောင့်တင်းသွားတယ်လူဆိုတာကြောက်ရင်ဖြစ်စေ
စိတ်မကောင်းရင်ဖြစ်စီဘာလို့ရမှမသိဘာကိုင်ရမှမသိဖြစ်သွားတာဆိုလို့တယ်နော်မဒုရကစာတော်ဝိယကာယောဒီကိုယ်လုံးတောင့်တင်းသွားတယ်စိတ်ခံစားချက်ကြောင့်ဖြစ်သွားထိတာပိမေနပက္ခယန္တိဟိုဒီမြင်ကွင်းနေလေသူပျောက်ကုန်ပြီစိတ်တော့ကရောက်သွားတဲ့အခါဟိုကမမြင်တာမမြင်ဖြစ်ကုန်တယ်နော်ဒါသူစိတ်ခံစားချက်ကိုရှောက်တာအဓိကဘာလို့ဆိုဓမ္မပိမန္နပฏิပန္တိချက်မှတ်သိယူထားတဲ့နှုတ်တဲ့ရထားတဲ့ပရိယတိဓမ္မတွေဟာလည်းပဲစဉ်းစားလို့ကိုမရတော့ခေါင်းနဲ့မပေါ်လာတော့ဘူးဟိုတရားတွေလည်းပျောက်ကုန်တယ်လို့ပြောတာနော်တရားတွေလည်းပျောက်ကုန်တော့ကရောက်သွားပြီဆိုလို့ရှိရင်အဲ့လိုဖြစ်တတ်တဲ့သဘောနော်ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့ကြားလိုက်ရတဲ့အခါတကူလုံးတောင့်တင်းသွားပြီးတော့မိုးမမြင်လေးမမြင်တရားဓမ္မတွေလည်းယင်ထဲမှာမရှိအောင်တော့ကလွှမ်းမိုးပြီးပျောက်ဆုံးသွားပါတယ်လို့ဒီလိုရှောက်လို့ရပဲနော်အဲ့ဒီလိုရှောက်တော့မြတ်စွာဘုရားကမြတ်စွာဘုရားမိန့်ကြားလိုက်တဲ့စကားကဓမ္မမှတ်သားစရာကောင်းတယ်ရှင်သာရိပုတ္တရာပြိဋိဘံစံသွားတဲ့အခါမှာတဲ့အနန္တစီကနေပြီးတော့သီလတရားတွေသမာဓိတရားတွေပညာတရားတွေဝိမု ക്തി ဆိုတဲ့လွတ်မြောက်မှုမဖို့တရားတွေဝိမု ക്തി ဉာဏတသနာဆိုတဲ့အဲ့ဒါတွေကိုသိမြင်တဲ့တရားတွေဒီတရားတွေဟာသာရိပုတ္တရာပြိဋိဘံစံတော့သင်ကိုယ်ပိုင်တရားတွေပါသွားသလားတဲ့ဒါစဉ်းစားခိုင်းတာမြတ်စွာဘုရားဒီမေကုန်းလေးထုတ်လိုက်တာဆုံးရှုံးနေတာမှုဆိုတာကိုယ်စီကပါရိပါသွားလေရှင်သာရိပုတ္တရာပြိဋိဘံစံတဲ့အခါမှာရှင်အနန္ဒရဲ့တဏ္ဍာကပါရိပါသွားလေပါရိဆုံးရှုံးတယ်ဆိုအဲ့ဒီမှာဆုံးရှုံးတာကိုရှင်အနန္ဒကပြန်ဖြည့်ပြတယ်တမန်ဆိုရင်ဒီမေကုန်းမေးလိုက်လို့ရှိရင်ရုပ်တရက်ဖြည့်တယ်မှမဟုတ်ဘူးရှင်အနန္ဒကချက်ချင်းသဘောပေါက်သွားတယ်သူပါဖြည့်လိုက်တော့ဆိုရင်အရှင်ဘုရားတဲ့တပည့်တော်စီကသီလသမာဓိပညာဒီဤချင်းနေပါသွားတာတော့မဟုတ်ပါဘူးတဲ့ဒါတွေကတော့တပည့်တော်တဏ္ဍမှာရှိနေပါတယ်တဲ့ဆုံးရှုံးတာကဘာလဲဆိုတော့ရှင်အနန္ဒအပိစာမေဗန္တိအာယတမသာရိပုတ္တောဩဝါဒကောရှင်သာရိပုတ္တရာဆိုတာတဲ့အမတန်မှပျော့ပြောင်မြောင်းနဲ့နာချပြီးတော့ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူတို့လွန်ကအားကိုးရတဲ့ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဩတိနောဘယ်ကိစ္စမှလူမရှိဘူးသူကိုယ်တိုင်ပါဝင်ပြီးတော့ဖြည့်ရှင်းပေးတတ်တယ်ဝိညာဉ်ပကောနားမလဲသေးရင်နားလဲအောင်ရှင်းပြပေးတတ်တယ်တန်တတ်တကောအဓိပ္ပာယ်ကိုရှင်းကနေမြင်အောင်ပြောဆိုပေးတတ်တယ်သမတပကောလိုက်နာကျင့်သုံးခြင်းအောင်လည်းပဲဟောပြောပေးတတ်တယ်သမုဒ္ဒိစကောစိတ်အားတွေတက်လာအောင်လည်းပဲဆုံးမတတ်တယ်တမ္ပဟံတကောရှင်လန်းပီတိဖြစ်လာအောင်လည်းပဲပြောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရှင်အနန္ဒကသူ့ကိုယ်ပိုင်သူ့ရင်ထဲမှာရှိတဲ့တရားတွေဆုံးရှုံးတာမဟုတ်ဘူးဆိုလို့အခုပြည့်တတ်တယ်အဲ့ဒါတော့ပေါက်ထားနော်ဘာတွေဆုံးရှုံးသွားတာတော့ဆိုရှင်အနန္ဒပြောပြတယ်အဲ့ဒါရှင်သာရိပုတ္တရာစီကအဆုံးမဩဝါဒတွေရှင်သာရိပုတ္တရာဆိုတာအမတန်မှကျင့်နာကရုဏာထားပြီးတော့လိမ္မာရှင်ကျေးအောင်တရားမသိသေးလို့ရှင်သိအောင်ရှင်းလင်းပြတတ်တယ်တဲ့အကိလသုဓမ္မဒေသနာယတရားစကားဟောရမယ်ဆိုရင်ဘယ်တော့မှဘူးလေရှင်သာရိပုတ္တရာ
အပြင်းမထူတရားဟောဖို့တဲ့မြဲကြိုးစားတယ်နေမကောင်းသေးဘူးကောင်းကြိုက်တယ်တို့ဆင်ကြီးပေးပြီးတော့လောက်တာမရှိဘူးအကိလာသူဆိုတာမကြိုးစားတာမရှိဘူးအမြဲတမ်းသူကကြိုးစားပြီးတော့ရှင်းပြတတ်တယ်တဲ့အနုခါကောသဗ္ဗမစာရိနာအတူနေတဲ့ပုဂ္ဂိုလ်တွေကိုအမြဲတမ်းအပေးကူညီတတ်တယ်ဟုတ်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ကဆွမ်းခံသွားပြီဆိုလို့ရှိရင်ရှေ့ကနေထွက်မသွားဘူးနောက်ဆုံးမှချမ်းနေရတယ်ချမ်းနေပြီးတော့ကြောင်းထဲမှာလှည့်ကြည့်ဒီမကောင်းတဲ့ကိုရောရှိသလားဒီမကောင်းတဲ့ကိုရောရှိရင်အပိစကားပြောပြီးသူနဲ့တဲ့တဲ့အစာအစာတွေဆွမ်းခံရတွေရလာကျွေးတယ်ကြောင်းထဲမှာတန်တန်ရှင်းရှင်းမရှိတဲ့နေရာတွေဆိုတန်ရှင်းရေးလုပ်ခဲ့တယ်သင်္ကန်းတွေလှမ်းပြီးတော့မယုတ်ဘူးဆိုရှင်သာရိပုတ္တရာယုတ်ပြီးတေချာခောက်ပေးခဲ့တယ်အဲ့ဒါတွေကြောင်းတစ်ချောင်းလုံးလက်ပတ်ကြည့်လှုပ်ဆောင်ပြီးတော့မှသူကနောက်မှဆွမ်းလာတော့ဒါသူလှုပ်လို့လှုပ်တာရှိအဲ့တော့အများပေါ်မှာဘလောက်စာနာထောက်ထားမှုရှိတယ်ဒါကိုပြောတာအနုခါကောသဗ္ဗမစာရိနာအတူနေပုဂ္ဂိုလ်တွေပေါ်မှာအလုံးကိုကုညီပေးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးရှန္ဒနာကလျှောက်တယ်ဓမ္မယံအာယတမတောသရိပုတ္တတဓမ္မောဇံဓမ္မဘောဂံဓမ္မောဇံဓမ္မပရိဘောဂံဓမ္မဒုက္ခံအဒုတ္တရမှာရှင်သာရိပုတ္တရာမထေရမြတ်သူတို့ပေါ်ရှင်နနာကတပည့်တော်တို့ပေါ်ရှင်သာရိပုတ္တရာရဲ့အကျဉ်းနာမေတ္တာထားပြီးတော့ချီးမြှောက်တဲ့အစီနှစ်ရှိတဲ့ဓမ္မရေးစဉ်ကိုတိုက်ကြွေးမှုတရားနဲ့ချီးမြှောက်ခုညီပေးမှုကိုတပည့်တော်တို့ကတတိယနေချတာပါတော့ရှင်နနာကျော်လို့ရသူစီကသီလသမารိပညာတွေပါသွားလို့ဆုံးရှုံးတယ်လို့ထင်တာပြောတာမဟုတ်ဘူးတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ပြိဋိဘံစံသွားတဲ့အခါမှာရှင်သာရိပုတ္တရာရဲ့အကူအညီတွေသူတို့မရတော့ဘူးရှင်သာရိပုတ္တရာရဲ့ဆုံးမစကားတွေမကြားရတော့ဘူးအဲ့ဒါအတွက်ဆုံးရှုံးတာပါလို့ဘာဆုံးရှုံးတာလဲဆိုသိပေါ့နော်အခုလည်းပဲပြန်စကြအာဝကတွေလည်းကြည့်ဘာဆုံးရှုံးတာတော့ဆရာတော်တက်တော်ထင်ရှားရှိတဲ့အချိန်မှာဆွဆွမာတဲ့စကားတွေစပြီးပို့ချပေးမှုတွေလမ်းညွှန်ပေးမှုတွေဒါတွေမရတော့ဒါတွေဆုံးရှုံးသွားတာလို့ပြောတယ်ဒီပြင်ဆုံးရှုံးမှုမဟုတ်ဘူးပုဂ္ဂိုလ်တို့တယောက်စီကရှားရှိနေတဲ့တန်ဖိုးမပြတ်တဲ့ဆုံးမစကားတွေဆုံးရှုံးကြရတယ်အဲ့ဒါအတွက်စိတ်မကောင်းဖြစ်တာပါတော့မြတ်စွာဘုရားမေးလိုက်တဲ့မိကုံးကလည်းမတန်ကောင်းတယ်ဆုံးရှုံးသွားတဲ့ဘဝနဲ့တံပြန်လွန်သွားတဲ့သို့မဟုတ်ပြိဋိဘံစံသွားတဲ့ရှင်သာရိပုတ္တရာနောက်ကုသန္တန်ကတရားတွေပါသွားတာမဟုတ်ဘူးသို့တော့ရှင်သာရိပုတ္တရာကချီးမြှောက်တဲ့အချက်တွေကိုမရတော့အဲ့ဒါအတွက်စိတ်မကောင်းတာပါလို့အဲ့တိုင်ပဲအခုဆုံးရှုံးတယ်ဆိုတာဘာဆုံးရှုံးတာတော့ဆိုတာသိဖို့လုပ်တယ်ပေါ့နော်အဲ့ဒီဆုံးရှုံးမှုကတော့ပြန်မရတော့တဲ့ဆုံးရှုံးမှုကိုသူတို့ခေါ်ရမှာပုဂ္ဂိုလ်စီကတိုက်ရရတဲ့ဆုံးရှုံးမှုမရနိုင်တော့ဘူးသို့တော့တတော်ဆရာရှိတဲ့အချိန်ကာလတုန်းကဆုံးမဩဝါဒပေးခဲ့တာတွေစာပေပို့ချပေးခဲ့တာတွေရှင်းလင်းပြသပေးခဲ့တာတွေဒါတွေကိုတော့ပြန်လဲပြီးတော့ကျမ်းနာလို့ဖော်ထုတ်လို့တော့ရနိုင်တယ်ပေါ့ပုဂ္ဂိုလ်တယောက်မရှိတော့ဘူးဆိုဆုံးရှုံးမှုကအဲ့ဒါပဲဥဆောင်မှုပေးတာတွေမရှိတော့ဘူးဆုံးရှုံးသွားပြီလို့သူဆိုလို့ဒါကဘဝမှာကြုံရတဲ့လူတိုင်းကြုံရမယ်အခက်အခဲတစ်ခုပေါ့
ဒါပြန်ဟုတ်ပြီဘာဖြစ်လို့ဆုံးရှုံးကြတာလဲလူရဲ့အသက်ဆိုတာကိုဘယ်တော့မှထာဝရဆိုတာမရှိဘူးနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့အဆုံးအမစကားလေးကိုနားထောင်ကြည့်အနိမိတ်တပဋိညာဏံမစ္ဆနာဣဒစီဝိတံကတိရိဉ္စပရိတိဉ္စတင်္စဒုက္ခိနတန်ယုတံတန်လတုတ်တံမှာမြတ်စွာဘုရားဟောထားတယ်အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ရောကြည့်လိုက်ကိုယ်အသက်ကိုရရှိထားတဲ့ပိုင်ဆိုင်ထားတဲ့ဆိုတဲ့အသက်ဆိုတဲ့စီဝိတဟာတဲ့အနိမိတ်တာမျက်ခြေပြအရေးရောင်ပြပြီးဆိုင်းငံ့ထားလို့မရတဲ့အရာဖြစ်တယ်အခုမသိနဲ့အောင်စောသေးတယ်လှုပ်ရှားလေးရှိသေးတယ်ဆိုပြီးပြပြီးတားလို့မရတဲ့အရာဖြစ်တယ်ပေါ့နော်အနိမိတ်တာဆိုဆိုင်းပြပြီးတော့တားလို့လည်းမရဘူးအရေးခြေပြထားလို့လည်းမရဘူးအနိညာတံဆိုဘလောက်နေရမယ်ကိုရထားတဲ့အသက်လေးဟာဘယ်နှစ်နှစ်နေရမယ်ဆိုတာမသိနိုင်ဘူးသူကမသိနိုင်မသိနိုင်တဲ့အရာတွေကစီဝိတံဗျာတိကာလောစတေဟနိခိပနဂတိပစ္စိတိစီဝလောကသမိအနိမိတ်တာနတယတိအမတ်တင်ကိတချမှတ်ထားတာမရှိသည့်အတွက်ကြောင့်လူရဲ့အသက်ဟာဘယ်နှစ်နှစ်နေရပဲဆိုတာသူကမသိတယ်ဘာယောဂနဲ့သိမယ်ဆိုတာလည်းမသိဘူးဘယ်ချိန်ဘယ်ကာလမှာသိမယ်ဆိုတာလည်းမသိဘူးဘယ်မှာကိုယ်ခန္ဓာကိုမြုပ်နိုင်ရမယ်သင်ညိုရမယ်ဆိုတာလည်းမသိဘူးဘယ်ဘဝရောက်မယ်ဆိုတာလည်းမသိဘူးမသိရတဲ့အရာဘယ်သူမှမသိနိုင်ဘူးတရားနော်မသိနိုင်တဲ့ဟာတွေပေါ့အဲ့ဒီလိုလူရဲ့အသက်ဆိုတာအနိညာတံဘယ်ရေးပဲဗျာနေရမယ်ဆိုတာမသိဘူးအဲ့တော့ဒီနေရာမှာလူအသက်လို့ပြောတာအတိပ္ပယ်တစ်ခုကြည့်ပဲဆိုရင်တော့စတုမာရေနတ်တေဆိုလို့ရှိရင်သူတို့တက်တန်နဲ့ဆိုရင်အနည်း900တက်တန်သမတ်ချက်ရှိလူတွေမှာတော့အဲ့ဒီလိုပုံသေးသမတ်ချက်မရှိဘူးအာယုပမာဏကဏနာယနိမောနတ္ထိဆိုပြီးတော့လူတွေရဲ့တက်တန်ဆိုတာသတ်မှတ်ထားတာမရှိဘူးရှေးဘုံရချုပ်အောင်ပြောတာဘာလို့လို့ဆိုရင်ကံသာလေပဓာနာဖြစ်လို့ပဲကံမောမှာမူတည်နေရတယ်ဒါဝိဒ္ဓနတ်ပြည်ဆိုရင်သူတို့အရေးအတွက်နဲ့နှစ်ပေါင်း1000ဆိုတာသူတို့သတ်မှတ်ချက်ရှိတယ်လူတွေမှာအဲ့လိုသတ်မှတ်ထားတာမရှိဘူးလို့ဒါကြောင့်မို့အနိမိတ်တအနိမိတ်တမနိညာတံမစ္ဆနာဣဒစီဝိတံဒီတော့ကမှာလူတွေရဲ့အသက်ဆိုတာတဲ့ဆိုင်းပြပြီးတော့တားလို့တဲ့အရေးရောင်ပြထားလို့လည်းမရဘူးဘယ်လောက်နေရမယ်ဆိုတာလည်းမသိနိုင်ဘူးတဲ့မသိနိုင်အောင်နဲ့လားလို့ဆိုကတိရိဉ္စပရိတိဉ္စဒီအသက်ရှိဖို့အတွက်အတမခက်ခဲတယ်တမန်အပြင်လူတွေကအသက်ရှင်မှုလွယ်တယ်လို့ထင်ကြတယ်သို့တော့အသက်ရှင်မှုအတွက်အလုံးကိုခက်တယ်ဘာဖြစ်လို့ခက်တာတော့လို့ဆိုအသက်ဆိုတဲ့စီဝိတဟာသူယက်တိနိုင်စွာမရှိဘူးယက်တိနိုင်စွာမရှိဘူးသူကဘယ်ပေါ်မှာမိနေရတော့လို့ဆိုလို့ရှိရင်ထွက်လေးပေါ်မှာမိနေရတယ်ဝင်လေးပေါ်မှာမိနေရတယ်အသက်မရှိနိုင်တဲ့သေးတာပဲလေခွဲတော့တရားရတဲ့အောက်ဆီဂျင်ဆိုပြီးတော့ပြောကြတယ်နော်ဒါအောက်ဆီဂျင်ပြတ်ပြီးသေးတဲ့လူတွေကအများကြီးပဲဒါကြောင့်မို့လူရဲ့အသက်ဆိုတာအသက်ရှူသွင်းခြင်းနဲ့ပတ်သက်တယ်သက်ရှူထုတ်ခြင်းနဲ့ပတ်သက်နေတယ်အဲ့ဒီပေါ်မှာမိပြီးတော့ယက်တည်နေရတယ်အသက်မရှူနိုင်ဘူးမဆိုင်နိုင်ဘူးဆိုရင်သိသွားမယ်လို့ပြောတာနော်အကြောင်းပေါင်းအများကြီးရှိတယ်အသက်ရှူတာကအကြောင်းတစ်ခုသာလည်းဖြစ်တယ်
နောက်အကြောင်းတွေကပါတော့ဆိုဓာတ်၄ပါးကိုမှီပြီးတော့နေရတယ်ပထဝီအာဘောတေဇောဝါယောဆိုဓာတ်ကြီး၄ပါးအဲ့ဒီဓာတ်ကြီး၄ပါးမြတ်တာညီညွတ်နေမှလူဟာအသက်ရှင်နိုင်တယ်လို့ဆိုအသက်ရှင်နိုင်ဘူးဒီနေ့မှာပထဝီဓာတ်ဖောက်ပြန်သွားလို့ရှိရင်လူတစ်ကိုယ်လုံးဟာမာတောင့်သွားတယ်အဲ့ဒါကိုစာပေကျမ်းမှာကထမုခမွေကြိုက်ခံရတယ်လို့သုံးတယ်နော်အဘောရပျက်စီးသွားပြီဆိုလို့ရှိရင်တစ်ကိုယ်လုံးပုတ်အဲ့ဒါကြတော့ဝါရတဲ့ဖောက်ပြန်တယ်လို့ခေါ်တယ်တေဇောတဲ့ဖောက်ပြန်လို့ရှိရင်တစ်ကိုယ်လုံးဟာပူလောင်သွားတယ်အဲ့ဒါကြတော့အခိမုခဆိုမွေကြိုက်ခံရတယ်အစိတ်၄မျိုးနဲ့မွေ၄မျိုးနဲ့နိုင်ရှင်ပြီးတော့ဖော်ပြတာလေပြတ်သွားတယ်ဆိုလို့ရှိရင်လေကဖောက်ပြန်ပျက်စီးပြီဆိုရင်တတ္တမုခမွေကြိုက်ခံရတယ်ဓာတ်နဲ့ခုတ်လိုက်တယ်လို့ဒါတော့ထင်ရှားတယ်လေဖြတ်သွားတယ်ဆိုလေဖြတ်သွားတယ်လို့လည်းသိတာပဲလေအဲ့တော့ဓာတ်ကြီးလေးပါးကိုမြည်ပြီးတော့နေရတဲ့အခါကျတော့ဓမ္မခက်ခဲတယ်သက်ရှင်မှုတွေအနေကပစ္စယပฏิပတ္တဩဒိတောအကြောင်းမျိုးမျိုးနဲ့ပတ်သက်ပြီးသက်ရှင်နောက်တစ်ခုကဘာလို့ဆိုအစာစားရမှသက်ရှင်တယ်အစာမစားရရင်လည်းသိနိုင်တယ်အစာပေါ်မှာလည်းမိတိနေရတယ်နောက်တစ်ခုကဘာလို့ဆိုဥတ္တမလို့ဆိုရကိုငွေကံကြောင့်ဖြစ်တဲ့ဥတ္တမဒေဇောတအဲ့ဒါမရှိရင်လည်းပဲသိသွားတာပဲနော်နောက်တစ်ခုကဝိညာဏသုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောတယ်အာယုဥတ္တမစဝိညာဏဇတကာယံသဟန္တိမအပဝေတောတတတေတိနိရထဝကလင်္ကရလူရဲ့ခန္ဓာကိုယ်ဟာအာယုဆိုတဲ့စီဝိတဥတ္တမဆိုတဲ့အပုငွေတေဇောတဝိညာဏလို့ဆိုတဲ့အသိစိတ်အဲ့သုံးခုလူခန္ဓာကိုယ်ကဆုံးခွာသွားပြီဆိုရင်သိတယ်လို့သတ်မှတ်တယ်အခုကိဆရာဝန်တွေကတော့နှစ်ချက်လေးနဲ့နှထောင်ပြီးနှလုံးမခုန်ရင်သိတယ်လို့သတ်မှတ်တယ်မြတ်စွာဘုရားသတ်မှတ်ပုံကအဲ့လိုမသတ်မှတ်အဲ့ထဲမှာတခါတည်းဝိညာဏဆိုတာမရှိတော့လည်းပဲအသိစိတ်မရှိတော့လည်းပဲအာယုနဲ့ဥတ္တမနှစ်ခုရှိနေသေးလို့ရှိရင်သက်ရှင်အာယုဆိုတဲ့ဇီဝိတရဲ့ယုတ်ဇီဝိတရဲ့ဥတ္တမဆိုတဲ့အာယုဆိုတဲ့ယုတ်ဇီဝိတဥတ္တမဆိုတဲ့အငွေဒီနှစ်ခုသည်ပြန်လှန်ရှင်တွဲပြီးတော့ဘဝမှာဆက်နိုင်သေးတယ်လို့သူဆိုတယ်အဲ့ဒီနှစ်ခုကအဓိကအာယုပဋိစ္စဥတ္တမပဋိစ္စအာယုအချမ်းချင်းအပြန်လှန်ရှင်တွဲပြီးတော့သက်ရှင်မှုရတယ်ဝိညာဉ်ဆိုတာအသိစိတ်ပျောက်သွားတော့လည်းပဲမသိဘူးတမာရီစွမ်းအားနဲ့ဖြောက်ထားလည်းရှိတယ်နိရောဓသဘာဝဝိဇ္ဇာရဲ့အသိစိတ်မရှိတော့နော်နောက်စံရဲ့စွမ်းအားနဲ့ဘဝမှာပျောက်သွားတာအသိဉာဏ်တတ်ဖို့ဆိုရင်ဝိညာဉ်မရှိဘူးသက်ရှင်အဲ့တော့နှစ်ခုနဲ့အသက်ရှင်နေတာလည်းရှိတယ်ပေါ့အဲ့တော့ဒီလိုအသက်ရှင်မှုဆိုတဲ့အကြောင်းတရားတွေကလည်းပဲအဲ့ဓမ္မနယ်တယ်အကြောင်းတရားတွေများစွာပေါ်မှာမိတီးပြီးတော့လူသက်ဆိုတာရှင်ရတာဖြစ်တော့သက်ရှင်မှုဆိုတာအလွန်ခက်ခဲတယ်လို့ဆိုလို့တယ်ပရိဒါလူသက်ပြီးတော့အလွန်တိုးတယ်အလွန်တိုးတယ်ဆိုတာအသက်ဆိုတာနံစီဝိတိန်တွေကိုခေါ်လို့ရှိရင်ဟိုစက္ကန့်နဲ့ပြောမှဆိုရင်3စက္ကန့်ပေါ့နော်ဒါတော့ရှိပါတယ်စိတ်ဆိုတာအမှန်တမ်းတိုးတယ်ဥပတိပင်ဆို3ရက်ပဲတက်ရှင်ရှုဇီဝိတဆိုရင်စိတ်ပေါင်း19ခုအဲ့ဒါတော့ပဲထိတယ်ပို့ပြီးသက်ရှင်တာမဟုတ်ဘူးနော်ဒါကြောင့်မို့လို့ဒီလူတွေရဲ့အသက်ဆိုတာအမှန်တမ်းတိုးတယ်စိတ်တက်ခဏတော့ဥဒ္ဒံအဘဝေနပရိဒံစိတ်တက်ခဏတစ်ချက်များတာအသက်ရှင်တာဖြစ်လို့အမှန်တမ်းတိုးတော့တယ်အဲ့တော့တိုးတယ်ဆိုတဲ့နေရာမှာအကြောင်းနှစ်ခုပြထားတယ်အ
အသက်ဟာအလွန်တိုးတယ်ဆိုတာထိတိပရိဒာသူရဲ့တည်တံ့မှုအချိန်လေးကအလွန်နေတယ်ဒါတစ်ခုသရတပရိဒာသဘာဝကိုကတိုးထောင်းတာစိတ်တက္ကနာတစ်ချက်ပဲအသက်ရှင်တယ်လူတွေအသက်ရှင်တာဆိုလိုတာကတစ်စိတ်ထဲနဲ့ပဲအသက်ရှင်တာစိတ်ကဆက်သွားလို့သာလူတွေအသက်ရှင်တဲ့အခိုက်တွေကတစ်စိတ်ထဲပဲရှိတယ်ထင်ရှားအောင်ပြောရင်လူရဲ့အသက်ဟာတစ်စက္ကန့်နော်တစ်စက္ကန့်နဲ့တိုးရင်တိုးမှာပေါ့တစ်စက္ကန့်လို့ဆိုပါစို့လူရဲ့အသက်ဟာတဘာဝကတစ်စက္ကန့်ပဲရှိတယ်အဲ့ဒီစက္ကန့်ပေါင်းများစွာဆက်သွားလို့သာအသက်ရှင်တယ်လို့ပြောနေကြတာသူ့တက်တန်းကဖြစ်ပြီးပြတ်သွားပြီနောက်ထပ်အသစ်ဖြစ်လို့သာမသိဘူးထင်နေတာသိတဲ့အချိန်ပေါင်းကမြောက်များစွာဒါကြောင့်မို့စီဝိတံအတ္တဘဝောစဒုက္ခဒုက္ခသကေဝလာဧကစိတ်တသမယုတ်တာဒွိဟိလဟုသောဝတ္တတိခနောတကယ်ကိုလင်းလင်းမြဲမြဲပြည့်စည်တာတစိတ်တက္ကနာတစ်ချက်ပဲသက်ရှင်တယ်လို့ပြောတယ်ဟိုင်ဝေးလမ်းမပေါ်မှာကားမောင်းသွားတယ်ဘိန်းကအဝိဓမ္မပြန်နဲ့နှုတ်နဲ့လဲနေတယ်ကတ္တရလမ်းနဲ့ဘိန်းနဲ့ထိတာဟာတထွာသာသာလေးပဲထိတယ်ကျန်တာတွေလွတ်နော်ကျန်တာတွေလွတ်အဲ့ဒါလိုပဲလူတွေအသက်ရှင်တာတစ်စက္ကန့်ပဲသက်ရှင်အဲ့ဒီစက္ကန့်ချင်းဆက်သွားလို့သာမသိသေးဘူးပြောနေကြတာအဲ့တော့အသက်ဟာအဲ့လောက်ထိအောင်တူတောင်းတယ်လို့သူတို့ဆိုတာဆုံးလတိတိသဟတာတိကပ္ပဒိဋ္ဌံတိယေဘရုမဟာကတ်7,400ကဘာပေါင်းမြောက်များစွာအသက်ရှင်နေဆိုတဲ့ပြမအကြီးတွေဟာလည်းပဲတဲ့နှစ်စိတ်နဲ့အသက်ရှင်တာမဟုတ်ဘူးတစ်စိတ်နဲ့ပဲအသက်ရှင်တယ်လို့ကဘာပေါင်းများစွာအသက်ရှင်နေတဲ့ဟာလည်းပဲစိတ်တစ်ခုနဲ့ပဲအသက်ရှင်ရတယ်တစ်စက္ကန့်ပဲအသက်ရှင်တယ်လို့ဒီလိုပြောတာနော်အဲ့တော့လူအသက်ဆိုတာအင်တမတူတယ်အသက်ဆိုတဲ့စီဝိဒဟာရှုပ်စီဝိဒဆိုရင်သူနဲ့ဖြစ်ပေါ်ဖြစ်ပဲကမ္မဇယုတ်တိစေတဇယုတ်တိဥရုဇယုတ်တိအလုံးဟာအချင်းချင်းရုပ်တစ်ခုနဲ့တစ်ခုကာကွယ်ဆောင်းလျှောက်တာမရှိဘူးတစ်ခုပြက်အကုန်ပြက်ပဲနော်ဒါကြောင့်မို့ခန္ဓာ၅ပါးကိုဝဋ္ဌကလို့ပြောတယ်ရုပ်ပြက်ရင်လည်းနန္တရားတွေပြက်သွားနန္တရားပြက်ရင်လည်းရုပ်တရားတွေအကုန်ပြက်သွားအလုံးဟာပြိုကျသွားသူဆိုလို့လေအညမညံပြိပါတရားတည်တယ်ချင်းချင်းတပ်ဖြတ်သွားတယ်နန္တရားတွေကတစ်ခုသိရင်ကျန်တာတွေလိုက်သိတယ်ကုန်နော်အညမညတဟိနတ္ထိတာယိတာချင်းချင်းကိုကာဝယ်ဆောင်ရှောက်ထိမ့်ပေးတယ်ဆိုတာမရှိဘူးတခုပြည့်ရင်အလုံးပျက်စီးသွားကြတယ်ဒါအထိလို့ဆိုတာနော်တင်္စဒုက္ခိနတန်ယုတံဒါလို့တူတောင်းနေတဲ့အသက်တောင်ပါပဲချမ်းချမ်းသာသာနဲ့အသက်ရှင်ရတာလားဆိုမဟုတ်ဘူးဒုက္ခနဲ့အသက်ရှင်ဒီထဲမှာအေးလို့ဒုက္ခဖြစ်တာပူလို့ဒုက္ခဖြစ်တာအကောင်းမလောင်ကြိုက်လို့ဒုက္ခဖြစ်တာနော်အဲ့ဒီဒုက္ခတွေကလည်းအများကြီးဒီထဲမှာလူမမြင်ရတဲ့ဒုက္ခပါဒုက္ခ3မျိုးတယ်မှာဒုက္ခဆိုတဲ့အတိုင်းစိတ်ဆင်းရဲတာကိုယ်ဆင်းရဲတာနှစ်ခုဒုက္ခဒုက္ခဆိုတဲ့အတိုင်းတကယ်ဒုက္ခစာလို့ပြောရင်တော့ဒုက္ခသဟကုက္ကဝိညာဉ်နဲ့ထောသမှုတွေပေါ့နော်စိတ်ဆိုးနေရင်လည်းဒုက္ခကိုယ်ခဏကိုယ်မှနာကျင်နေရင်လည်းဒုက္ခအဲ့ဒါဒုက္ခဝိပရိနာမဒုက္ခဆိုတာဒုက္ခဝေဒနာလူတွေကသတ်မှတ်ထားတဲ့ချမ်းသာတယ်ဆိုတဲ့ဒုက္ခဝေဒနာအတိတခဏလေးဖြစ်ပြီးပြောင်းသွားတာနဲ့တပြိုင်နက်ဒုက္ခဖြစ်ရောက်သွားတာဒုက္ခလည်းဝိပရိနာမဒုက္ခကိုခေါ်တာနောက်ဒုက္ခတစ်ခုကတော့သင်္ခါရဒုက္ခဆိုတာသဗ္ဗေသင်္ခါရအနိစ္စဖြစ်ပြီးပြတ်တာအဲ့တော့ဒီဒုက္ခ3မျိုးနဲ့တွဲဖက်နေတာလူတွေရဲ့အသက်ဟာနော်ဒုက္ခနဲ့လည်းရင်ဆိုင်ရမယ်ဝ
ဝိပရိနာမဒုက္ခနဲ့လည်းရင်ဆိုင်ရမယ်သူတို့ကိုယ်တိုင်ကသင်္ခါရဒုက္ခတွေဖြစ်နေတယ်ဒုက္ခ၃မျိုးနဲ့ရောဒါကိုပြောတာဆိုရင်တင်စဒုက္ခေနတန်ယုတံအဲ့တော့လူသက်ဟာကောင်းတဲ့စရာဘာမှမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားသုတ်တန်တစ်ခုမှာအပ္ပမာယုမနုဿာနံဟိလေယနံသူပေါ်ရိတောလူအသက်ဆိုတာသိတူတယ်ဒါကြောင့်မို့အထင်မကြီးကြပါနဲ့မချီးမွမ်းပါနဲ့အသက်ကိုသွားမချီးမွမ်းပါနဲ့လို့ပြောတာချုပ်ချပါစရိယဒိဋ္ဌသိတော်ပါဘလောက်ထီအောင်အသက်ပေါ်မှာတတိထားရမလဲလို့ဆိုလို့ရှိရင်စရိယဒိဋ္ဌသိတော်ပါခေါင်းကိုမီးလောင်နိုင်မီးလောင်နေလို့ရှိရင်ငြိမ့်သက်ဖို့လိုရမယ်ကျန်တဲ့အသားထားလောင်နေတဲ့မီးကိုငြိမ်းအောင်လုပ်ရမယ်အဲ့ဒီခေါင်းမီးလောင်တာတဲ့အရေးကြီးတာပါတော့ဆိုမသေးခင်ကုသိုလ်တရားကြိုးစားအထောက်ဖို့ပတ္တနာတရားအထောက်ဖို့ဒီလိုဆိုလို့ရတယ်စရိယဒိဋ္ဌသိတော်ပါခေါင်းမီးလောင်တဲ့ပုဂ္ဂိုလ်ဒီအရေးတကြီးမီးငြိမ်းအောင်လုပ်ရတယ်လို့ပဲကိုယ့်ရဲ့နဲ့နှလုံးထဲမှာဖြစ်ပေါ်နေတဲ့ကိရိတာမီးတွေငြိမ်းအောင်ကြိုးစားပါလို့ဘုရားဒီလိုဆိုလို့အဲ့တော့ကြိုးစားနိုင်တာမကြိုးစားနိုင်တာတော့ပုဂ္ဂိုလ်နဲ့သက်ဆိုင်မြတ်စွာဘုရားရဲ့အဆုံးအမကကြိုးစားပါလို့ပြောတာနော်ဒါအရေးကြီးတယ်ဘာဖြစ်လို့တော့ဆိုနော်နတ္ထိမစ္ဆုတ်တနာဂမောတိမင်းရောက်မလာဘူးဆိုတာမရှိဘူးတဲ့ရောက်လာမှဧကဒိဋ္ဌပဲတနေ့ကျတော့သူတကားလာခောက်လိုက်ပဲနော်တိမင်းကတကားလာခောက်လိုက်မယ်အဲ့ကြတကားပိတ်ထားခြင်းလို့မရဘူးချက်ထိုးထားလို့လည်းမရဘူးလာခောက်လိုက်လူတိုင်းပဲဒါဘယ်သူပဲဖြစ်ဖြစ်တိမင်းရဲ့တကားခောက်ပြီးတော့တကားဖွင့်ခိုင်းတဲ့အချိန်ဟာပဲကြရောက်လာမယ်ဒါပြောတာနတ္ထိမစ္ဆုတ်တနာဂမောသိခြင်းတရားရဲ့မရောက်လာတာဆိုမရှိဘူးတဲ့အစ္ဆယန္တိဟောရတာဘယ်တော့ရောက်လာမှာတော့ဆိုနေရညတွေကကုန်းနေတာပဲအခုဆိုနော်2023ခုနှစ်ထဲရောက်လာပြီမကြခင်ကုန်းသွားတော့မှ2022ခုနှစ်ကုန်းသွားပြီဗမာသက္ကရာ1384ခုထဲမှာမကြခင်85ရောက်တော့မယ်နေ့ရရက်တွေဟာလင်းမြန်တဲ့အဟုန်နဲ့ကုံဆုံးကြော့ဖြတ်နေတာဖြစ်တယ်အစ္ဆယန္တိဟောရတာစီဝိတံဥပါရုစတိအချိန်သာကုန်တာမဟုတ်ဘူးအသက်ကလည်းချုပ်နေတာချုပ်ပါများဟိုကဗျာလေးလို့ပေါ့ဘသူရေးရတော့မသိဘူးနော်တနေ့ကွယ်သေးနေတို့တခါကူမသိဘူးမထင်လိုက်ပါနဲ့နေကွယ်တာအကျိန်များလေလားသေနေရတခါသွားရလိမ့်မယ်ဒါမရဘူးနေတဲ့နေရကွယ်နာလေထွက်လာလိုက်ဝင်သွားလိုက်ထွက်လာလိုက်ဝင်သွားလိုက်အဲ့ဒီလိုနေကွယ်ပေါင်းများလာလို့ရှင်သိဆုံးသွားကြမှာပဲတဲ့ကိုအလောကကြီးထဲမှာအဲ့ဒါဆိုလို့တယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာစီဝိတံဥပါရုစတိအာယုခေတိမစ္ဆနံကုဏတိဝဩရကမြင့်ငယ်လေးချောင်းလေးထဲမှာအိုင်လေးထဲမှာရှိတဲ့ရေတွေလိုပဲတဲ့တနေ့ပြီးတနေ့တနေ့ပြီးတနေ့ခမ်းသာသွားတာရေမတိုးလားနော်ချောင်းတွေကအိုင်တွေကရေတွေဟာတဖြည်းဖြည်းခမ်းသွားတာသာရှိတယ်ပိုးလာတာမရှိဘူးတဲ့အဲ့ဒါတို့ရဲ့သူ့ရဲ့အသက်ဟာလေတနေ့ပြီးရင်တစ်ခါခမ်းသွားပြီတနေ့ပြီးရင်ဆိုလိုတာကတိုင်းထားပြီဆိုလို့ရှိရင်တေပိယဇတ်မှလာတဲ့အတိုင်းဆိုနော်ရှက်ကန်းရက်တဲ့အခါမှာအတိုင်အဖောက်စာချီရှိတယ်နော်ရှက်ကန်းတစ်ချက်ခတ်လိုက်တာနဲ့တိုးသွားတစ်ချက်ခတ်လိုက်တာနဲ့တိုးသွားအတိုင်ချီကတိုးသွားတာအဲ့ဒါကိုရှက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုးလို့ဆိုတာတနေ့ပြီးရင်တိုးသွားပြီတနေ့ပြီးရင်တိုးသွားပြီအဲ့ဒါကိုယ်သက်ဟာဒီနေ့တဲ့နှစ်ပြန်ကြပို့တိုးသွားပြီနှစ်ပြန်ကုန်သွားရင်ပို့တိုးသွားပြီတနေ့ပြီးတနေ့အဲ့ဒါတိုးနေတာလို့ပြောအောင်တိုးနေတယ်ဆိုတာဘာလို့သိမင်းရောက်လာဖို့အချိန်ကနေလာတယ်လို့သူတို့ဆိုလိုတာနော်ရက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုးတစ်ချက်ခတ်လိုက်တာနဲ့တိုးသွားပြန်တစ်ချက်ခတ်လိုက်တာနဲ့တိုးသွားနောက်ကြတော့အကုန်လုံးပြီးသွားတဲ့အဆင့်ရောက်သွားလူအသက်ဟာလေအဲ့ဒီလိုပဲတဲ့အဲ့တော့
အသက်ဆိုတာတန်ဖိုးထားပြီးတော့အမျက်ရအောင်မထုတ်နိုင်ဘူးဆိုလို့ရှိရင်ဘာမှရလိုက်မှာမဟုတ်ဘူးဒါကြောင့်အသက်စီဝိတာကနေတန်ဖိုးရအောင်သို့မဟုတ်တန်ဖိုးရှိတဲ့အရာထုတ်ယူခြင်းဝိပဿနာတရားအထုတ်ပါလို့ပြောတာနော်အသက်ထဲကရလိုက်တဲ့တန်ဖိုးဘာလို့အသက်ဆိုတာရက်ကန်းချီမျိုးတိုးရရှိကိုရတိုင်းတိုးနောက်ချမ်းဘယ်တော့မှပြန်မလဲဘူးတနေ့ပြီးတနေ့တိုးသွားမှာပဲဒါတန်ဝေကယူရအခုလိုကိစ္စမျိုးကတန်ဝေစနိဧတုဌာနေတုတန်ဝေခေါ်တယ်တန်ဝေကဖြစ်တဲ့နေရာတန်ဝေကဖြစ်အောင်ကြိုးစားရမယ်ဒါနော်တာထုကိလနဆိုတာတန်ဝေကဖြစ်ဖို့သူတော်ကောင်းတွေရဲ့တန်ဝေခနဲ့သဘာဝတရားကိုနားလေသဘောပေါက်တာကောင်းတဲ့ခုလေးကိုထုတ်ဖို့ပြောဆိုပြီးတော့တန်ဝေကဖြစ်အောင်ကြိုးစားတာသာဓုကိလနာအဲ့လိုဆိုလို့ဟုတ်ပြီဒါဖြင့်အသက်ကတလောက်တိုးနေတော့ဒီသိခြင်းတရားဆိုတာမလာတာမရှိဘူးနော်မလာတာမရှိဘူးဆိုတော့ဒီသိခြင်းတရားနဲ့မဆုံးအောင်သူမလာနိုင်အောင်သို့မဟုတ်သူရှာမတွေ့အောင်ဘယ်လိုလုပ်ရမလဲဒီအဖြစ်ကိုထုတ်အောင်နော်အဲ့ဒီအဖြစ်ကဓမ္မပဒမှာလည်းရှိတယ်ထို့သုတ္တန်နေမှာလည်းဟောတာရှိတယ်ဒီကနေ့ message ပို့ပေးနေတာတော့ပါရယနာဒီပညာတတ်ပုံနာ16ယောက်ကပေးတယ်ထင်မယ်မောဂရာဇာဆိုတဲ့ဒီပေရကျောင်းသားပေါ့လေပေရနေကိုသင်နေတဲ့ပြမနာဘာဝတိပုံနာကြီးရဲ့တပည့်တွေမောဂရာဇာပေးတဲ့မိကုံလေးကိုကြည့်မောဂရာဇာဆိုတဲ့ပုဂ္ဂိုလ်ကသူ့လက်တာကိုသဘောပေါက်တယ်သဘောပေါက်တော့သူမေးကထံလောကေအဝိခန္တံမစ္ဆုရာဇနပတ္တိသူမေးတဲ့မိကုံလေးလောကကြီးပုံမှာဖယ်လို့မြင်လို့ရှိရင်သိမင်းကမတွေ့နိုင်တယ်လေအဲ့တော့သိမင်းမတွေ့အောင်ဖယ်လို့လောကကြီးကိုပုံမှာရှုမြင်ရမလဲဒါဝိပဿနာလုပ်ဖို့ပြောတာနော်လောကကြီးကိုဘယ်လိုမြင်ရမလဲတဲ့သိမင်းမတွေ့အောင်လောကကြီးကိုဘယ်လိုလုပ်ရမလဲဆိုလိုတာသိမင်းမမြင်တဲ့နေရာရောက်ဖို့အတွက်ဘာလုပ်ရမလဲအဖြေတစ်ခုထုတ်ပါမြတ်စွာဘုရားကအဲ့ဒီဖြေဟောတာလေးကိုမှတ်သားနိုင်ကြည့်မြတ်စွာဘုရားသုံးညတော့လောကအဝိခတုမောဂရာဇတရတတောသူနာမည်ကိုခေါ်ပြီးတော့မြတ်စွာဘုရားဟောတာမောဂရာဇတဲ့မင်းအမြဲတမ်းတတိထားပြီးတော့ခန္ဓာဆိုတဲ့လောကအကြီးအာယနာဆိုတဲ့လောကအကြီးသင်္ခါရဆိုတဲ့လောကအကြီးပေါ့နော်လောကကိုသုံးညဖြစ်မြင်အောင်မင်းကြည့်ပါလောကကိုသုံးညအနေနဲ့မြင်အောင်ကြည့်ပါဆိုဒီနေရာမှာသုံးညဆိုတာဘာပြောတာလဲလောကဆိုတာဘာပြောတာလဲအချင်းချုပ်ပြောမှဆိုရင်လောကဆိုတာယုံနဲ့နာနှစ်ခုပြောတယ်နော်ယုံနဲ့နာနှစ်ခုကိုလောကလို့ပြောတယ်ခန္ဓာ၅ပါးကိုလောကလို့ပြောတယ်အာယတနာ12ပါးကိုလောကလို့ပြောတယ်ဓာတ်18ပါးကိုလောကကိုပြောတယ်ဒုက္ခသစ္စာကိုလောကလို့ပြောတယ်ပေါ့လောကဆိုတာတခြားဟာကိုပြောတာမဟုတ်ဘူးယုံနဲ့နာနှစ်ခုအဲ့တော့သုံးညတော့လောကအဝိကတုအဲ့ဒီယုံနာဆိုတဲ့လောကကိုဘယ်လိုရှုရမလဲဆိုသုံးညလို့ရှုပါအဲ့တော့သုံးညလို့ရှုတာပါလေဥပမာပကံအိုးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာဘာပြောကြလဲတဲ့အိုးထဲမှာဘာမှမရှိဘူးဘာမရှိဘူးဆိုရှိတာပါရှိအိုးတော့ရှိဘာမှမရှိဘူးလို့ပြောရင်အိုးတော့ရှိတယ်အဆောက်အဦတစ်ခုတည်းတကားဖွင့်ကြည့်လိုက်တယ်ဟဲ့ဒီထဲမှာဘယ်သူမှမရှိဘူးအဆောက်အဦတော့ရှိတယ်အဲ့ဒါလို့ပဲရှုံးတဲ့နာနှစ်ခုထဲမှာမရှိတာကပါလေငါဆိုတာမရှိဘူးငါဆိုတာမရှိဘူးရှုံးတဲ့တော့ရှိတယ်လို့ဆိုလို့တယ်အဲ့တော့လူတွေကယုံနဲ့နံကိုတရဝလို့ထင်နေတာငါလို့ထင်နေတာသူလို့ထင်နေတာငါဟာလို့ထင်နေတာသူဟာလို့ထင်နေတာအဲ့ဒါပြောက်အောင်ရှုခိုင်းတာပဲ
နော်သုံးညတော့လောကအဝိခတ်တုရှုံးနံဆိုတဲ့လောကကိုသုံးညရှုံးနံနဲ့မှာငါဆိုတာမရှိဘူးငါဟာဆိုတာလည်းမရှိဘူးတရဝဆိုတာလည်းမရှိဘူးတရဝကပိုင်တာလည်းမရှိဘူးအဲ့ဒါကိုဆိုလို့အဲ့တော့ယုံနံကိုယုံနံလို့ပဲမြင်အောင်ကြည့်ငါဆိုတဲ့အတွေးမဝင်စေနဲ့ငါဟာဆိုတဲ့အတွေးမဝင်ငါဆိုတာဘာတော့ဒိဋ္ဌိရဲ့အမြင်ငါဟာဆိုတာတဏှာရဲ့အမြင်ဒိဋ္ဌိနဲ့တဏှာသည်ဥပါဒံသူတို့နှစ်ခုကဆွဲလန်းတာနော်အဟမမတိပရိယုထထာယီလို့မြတ်စွာဘုရားဟောတယ်တခါတည်းရကျတော့အတ္တအတ္တနိယလို့လည်းဟောတယ်ရှုံးနံကိုငါလှုပ်တာငါလို့ထင်တာတရဝလို့ထင်တာသူလို့ထင်တာဒါမှားနေတာရှုံးနံကိုယုံနံလို့ပဲမြင်အောင်ကြည့်ရမယ်အဲ့ဒါတုံညပဲနော်တုံညလို့ကြည့်တယ်ဆိုတာအိမ်တကားဖွင့်ကြည့်လိုက်တယ်ဟဲ့ဘယ်သူမှမရှိဘူးအိမ်တော့ရှိတယ်လေအိမ်ထဲမှာဘယ်သူမှမရှိဘူးအဲ့လိုပဲကိုမျက်စိကိုကြည့်လိုက်မျက်စိထဲမှာငါရှိလားငါရှိလားမရှိဘူးမျက်စိဆိုတာဒီစက္ခုတ္တရာယုံမြတာဖြစ်တယ်ငါလည်းမရှိဘူးငါလည်းမရှိဘူးမျက်စိနဲ့မြင်တဲ့အဆင်အာရုံထဲမှာငါရှိလားမရှိဘူးငါလည်းမရှိဘူးငါလည်းမရှိဘူးငါလည်းမရှိဘူးထို့တူပဲကိုယ်တဏ္ဍမှာရှားကြည့်လိုက်ငါနဲ့ငါဟာဆိုတာမရှိဘူးလို့ပြောတာနော်အဲ့ဒါကိုသုံးညတော့လောကဝိခတ်တုမောဂရသရတတောအတ္တနုဒိဋ္ဌိဥဟိသငါရှိတယ်တရဝရှိတယ်ဆိုတဲ့အတွေးကိုဖြောက်ပါရှုံးနံသာရှိတယ်လို့ဆိုတယ်ဒီလိုဆိုလို့လေနော်ဒါနဲ့ပတ်သက်ပြီးတော့သုံးညနဲ့ပတ်သက်ပြီးတော့မှားယွင်းနေတာတစ်ခုရှိတယ်နာခချုနဆိုတဲ့ဘုန်းကြီးတွေပါအိန္ဒိယနိုင်ငံမှာရေးသွားတယ်မတ္တယမိက philosophy central philosophy လို့ခေါ်တယ်သူကတော့တပ္ပံသုံးညဘာမှမရှိဘူးဆိုပြီးလုပ်တာသူပြောတာရုပ်လည်းမရှိနာမ်လည်းမရှိဖြစ်သွားတယ်ဘုရားရဲ့သုံးညဆိုတာအဲ့လိုဆိုလိုတာမဟုတ်ဘူးသက္ခိသုံးညအတ္တိနဝါအတ္တနိယေနဝါရူပံသုံးညအတ္တိနဝါအတ္တနိယေနဝါအတ္တဆိုတာမရှိဘူးအတ္တနိယဆိုတာမရှိဘူးရုပ်တော့ရှိတယ်မျက်လုံးတော့ရှိတယ်ဒီလိုရုပ်အနေနဲ့ရှိတယ်အဲ့လိုဆိုလိုတာပေါ့နော်အဲ့လိုဆိုလိုတာကိုမှားပြီးတော့အထိပ္ပယ်ဖွင့်တာတွေလည်းရှိတယ်နောက်ပိုင်းကျတော့အသုံးညဆိုတာဘာမှမရှိတာပြောတာမဟုတ်ဘူးကိုယ်တဏ္ဍမှာငါဆိုတာမရှိဘူးငါဆိုတာမရှိဘူးလို့ဒါကြောင့်မို့အတ္တနုဒိဋ္ဌိတက္ကအဒိဋ္ဌိ20ရှိတယ်အဲ့ဒါတော့ချိန်မပြောတော့ပါဘူးနော်ချိန်လည်းသိမရှိတော့အတ္တနုဒိဋ္ဌိဥဟိသငါရှိတယ်တရဝရှိတယ်ဆိုရဲအတွေးကိုဖြောက်ပါဖြောက်နိုင်အောင်ကြိုးစားပါဝိပဿနာတရားရှုပြီးယုံနဲ့နာနှမျိုးသာရှိတယ်ဓမ္မဒိဋ္ဌိဝိတ္တုဒ္ဓိနာမရူပပရိစ္ဆေရညာနာမရူပနာယထာဝထတနာဒိဋ္ဌိဝိတ္တုဒ္ဓိနာမလက္ခဏရတပစ္စုပ္ပဌာနပဋ္ဌာနဝတေနနာမရူပပရိက္ခဟောဒိဋ္ဌိဝိတ္တုဒ္ဓိနာမတူတူပဲနော်ဝိတ္တုဒ္ဓိမကနာမရူပနာယထာဝထတနာဒိဋ္ဌိဝိတ္တုဒ္ဓိနာမတင်းညိုကျမ်းကလက္ခဏရတပစ္စုပ္ပဌာနပဋ္ဌာနဝတေနနာမရူပပရိက္ခဆိုလိုတာကတော့ယုံနဲ့နာမရှိတယ်ဆိုတာသိဖို့ပဲလုပ်တယ်နော်အဲ့ဒါကိုသိအောင်ဝိပဿနာတရားအထုတ်တယ်ဆိုတာအဲ့ဒါသိအောင်အထုတ်တာအဲ့ဒါမသိသေးရင်ဝိပဿနာဉာဏ်မဖြစ်သေးဘူးပဲမှတ်ပြီးတော့နာမရူပပရိစ္ဆေရမညာမရပဲနဲ့အနိစ္စဒုက္ခကြော့ရှိလို့မရဘူးနော်နာမရူပပရိစ္ဆေရဉာဏ်ပစ္စယပရိက္ခဒါကြောင့်အတ္တနုဒိဋ္ဌိဥဟိသငါမရှိဘူးငါဟာမရှိဘူးဆိုတာကိုသိတာနဲ့တပြိုင်နက်သိခြင်းကိုလွန်မြောက်ပါပြီသိမင်းရဲ့နယ်ကိုဖြတ်ကျော်နိုင်ပါပြီလို့သူပြောတာသိမင်းကကိုယ်တခါလာခောက်တော့မှမဟုတ်တော့ဘူးခန္ဓာကိုယ်မရှိတဲ့တန်တရားကလွတ်ပြီးနိဗ္ဗာန်ဆိုတာခန္ဓာမဖြစ်တဲ့နေရာဖြစ်တာဟုတ်ဧဝံလောကအဝိခန္ဓာမစ္ဆုရာဇာနပတ္တိအဲ့ဒီလိုသုံးညအနေနဲ့လောကကြီးကိုရှုနိုင်ပြီဆိုလို့ရှိရင်တဲ့သိမင်းကမင်းကိုရှာမတွေ့ပါဘူးလို့ဆိုလို့လည်းပေါ့အဲ့တော့သိမင်းမမြင်ရသွားတဲ့နိလန်ကအဲ့ဒါပဲတော့သုံးညရှုတယ်ဆိုတာအနတ္တရှုတာကိုပြောတာနော်အနတ္တအနေနဲ့ရှုတာကိုပြောတာ
အဲ့ဒီအတ္တမဟုတ်ဘူးရှုံးနံတသက်မြတ်တာဖြစ်တယ်ဆိုတဲ့ဒီရှုတာအဲ့လိုရှုတတ်တဲ့အခါကျတော့ဘာဖြစ်လာတော့လို့ဆိုရင်ကြည့်ရမှာရှုဖို့ရှုနည်းတွေအများကြီးပဲသူက6မျိုးနဲ့ရှုတာရှိတယ်12မျိုးနဲ့ရှုတာရှိတယ်အဲ12မျိုးရှုပုံလေးကိုအချင်းချင်းပြောပြနော်ရှုံးတဲ့နံ2မျိုးကလွယ်ပြီးတော့တတဝါဆိုတာမရှိဘူးနော်စီဝဆိုတာမရှိဘူးလူဆိုတာမရှိဘူးတတဝါဆိုတာမရှိဘူးအမျိုးသမီးဆိုတာမရှိဘူးအမျိုးသားဆိုတာမရှိဘူးအတ္တဆိုတာမရှိဘူးကိုပိုင်ဆိုင်တဲ့အတ္တနိယဆိုတာလည်းမရှိဘူးနာဟံငါလည်းမရှိဘူးနာမမငါလည်းမရှိဘူးနော်နာကောစိဘသူ